တိတ်ကာလတွင်လှပသည့်အမှတ်တရကောင်းများရှိခဲ့သည်ငယ်ငယ်သည်ထိုအတိတ်ထဲကလှပသည့်အမှတ်တရတစ်ခုဖြစ်ခဲ့သလိုကျွန်ုပ်အသက်ရှင်သန်ရာအချိန်ထိကျွန်ုပ်နှလုံးခုန်သံတို့ရပ်တန့်မသွားခင်အချိန်ထိကျွန်ုပ်အမြဲတမ်းမက်နေဦးမှာအိမ်မက်လှလှကလေးလည်းဖြစ်လေသည်